သေဝိတ္တပနဲ့အသေဝိတ္တပဓမ္မမိတ်ဆွေများအားလုံးဓမ္မဆောင်ရှင်တွေမှာတရားတော်များနေ့စဉ်လာရောက်နာကြားကြဖို့ရန်အတွက်ဖိတ်မှန်တကားပြုအပ်ပါတယ်ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေထဲမှာသေဝိတ္တပသုတ်ဆိုတာသီးသန့်ဟောပြောထားတာရှိအဲ့ဒီသုတ်တန်ကဘယ်မှာရှိသလဲလို့ဆိုလို့ရှိရင်မဇ္ဈိမနိကေမှာရှိတယ်အဲ့ဒီမဇ္ဈိမနိကေမှာသေဝိတ္တပသုတ်အဲ့ဒီသေဝိတ္တပသုတ်ကနေအနှစ်ချုပ်ပြီးတော့ဘုန်းကြီးတို့ဒီကနေ့ညဟောပြောမှာဖြစ်ပါတယ်ဒါကြောင့်မို့တရားကောင်းစဉ်ကိုလည်းသေဝိတ္တပနဲ့အသေဝိတ္တပလို့ဒီလိုကောင်းစီပေးထားတယ်အဲ့တော့ရှေးဥစွာစကားလုံးရဲ့အဓိပ္ပာယ်ကိုမှတ်သားကြရအောင်သေဝိတ္တပဆိုတာမိဝဲတိုက်တဲ့အရာအသေဝိတ္တပဆိုတာမမိဝဲတိုက်တဲ့အရာဒါကစကားလုံးကပြောတဲ့အဓိပ္ပာယ်မြန်မာလိုရှင်းရှင်းပြောရင်သေဝိတ္တပဆိုတာလှုပ်သင့်လှုပ်ထိုက်တာလှုပ်ရမယ့်ဟာအသေဝိတ္တပဆိုတာမလှုပ်သင့်မလှုပ်ထိုက်တာနဲ့မလှုပ်ရမယ့်ဟာဘဝတစ်ခုကိုရရှိထားတဲ့လူတိုင်းဟာလှုပ်သင့်တာနဲ့မလှုပ်သင့်တာဒီနှစ်ခုကိုခွဲခြားပြီးသိဖို့အမှန်တမ်းအရေးကြီးတယ်။ဘာဖြစ်လို့လဲလို့ဆိုလို့ရှိရင်မလှုပ်သင့်တာကိုလှုပ်လို့ရှိရင်အပြစ်ဖြစ်တယ်လို့ပဲလှုပ်သင့်တာကိုမလှုပ်ဖဲနေလို့ရှိရင်လည်းအပြစ်ဖြစ်တယ်။ညသောအဖြစ်လူတွေကသိနေကြတာဒီလူကမလှုပ်သင့်တာတွေလှုပ်တာကိုဒါကြောင့်မို့အပြစ်ဖြစ်တယ်လို့မလှုပ်သင့်တာတစ်ခုကိုသာလူတွေကစဉ်းစားတယ်ဒါမလှုပ်သင့်ဘူးမလှုပ်ကောင်းဘူးမလှုပ်ကောင်းတာမလှုပ်ရဘူးဒါတော့ပဲသိတယ်သို့သောလှုပ်သင့်တာလှုပ်ကောင်းတာကိုမလှုပ်ဖဲနေရင်လည်းပဲတူတူပဲတဲ့ဒီနှစ်ခုကလှုပ်သင့်တာနဲ့မလှုပ်သင့်တာဟာရက်လက်ချင်းလှုပ်သင့်တာကိုမလှုပ်ဖဲနေတာရဲ့မလှုပ်သင့်တာကိုလှုပ်ထားရဲ့အကျိုးဆိုးရမှုကသွားပြီးတော့တူညီတယ်ပေါ့ဒါကြောင့်မို့ဘုန်းကြီးတို့တွေဟာကွဲကွဲပြားပြားလူဘဝရလာတဲ့အခါမှာတို့လူဘဝမှာဘာတွေလှုပ်သင့်တယ်လဲလှုပ်သင့်လို့ဘာတွေလှုပ်ရမှာလဲတို့လှုပ်နေတဲ့အလုပ်တွေကလှုပ်သင့်တဲ့အလုပ်ဟုတ်ခဲ့လားမလှုပ်သင့်တာနဲ့ပတ်သက်လာလို့ရှိရင်တို့လှုပ်နေတဲ့အလုပ်တွေကမလှုပ်သင့်တဲ့အလုပ်တွေလားခွဲခွဲပြားပြားမသိသင့်ဘူးလားအေးမြတ်စွာဘုရားကအဲ့ဒါကိုရှင်းရှင်းလင်းလင်းသိဖို့ရာအတွက်ဒေသနာတော်တစ်ပုဒ်ကိုဟောကြားထားတာဖြစ်တယ်သေဝိတ္တပလှုပ်သင့်လှုပ်ထိုက်တဲ့အရာဒီနေရာမှာစဉ်းစားစရာလေးတစ်ခုကလှုပ်ချင်တာရယ်လှုပ်နေရတာရယ်လှုပ်သင့်တာရယ်သုံးမျိုးခွဲကြည့်ပေါ့လှုပ်သင့်တယ်ဆိုတာနဲ့လှုပ်ချင်တာနဲ့တစ်ခါတူချင်မှတူတယ်လှုပ်နေရတာလည်းတူချင်မှတူတယ်အခြေအနေရလောကလူတွေဟာလှုပ်နေကြရတာတစ်ခုရှိတယ်အဲ့ဒီလှုပ်နေရတဲ့အရာဒီကိုလှုပ်ချင်တဲ့အရာဟုတ်ချင်မှဟုတ်ပါကိုလှုပ်ချင်တဲ့အရာမဟုတ်တယ်လို့လှုပ်တဲ့အရာလည်းဟုတ်ချင်မှဟုတ်မယ်အဲ့တော့လှုပ်နေရတဲ့အရာတစ်ခုဒီလှုပ်ချင်တဲ့အရာမဟုတ်တာကအရေးမကြီးဘူးလှုပ်တဲ့အရာမဟုတ်ဘူးဆိုတာကပိုအရေးကြီးတယ်။ဘာဖြစ်လို့တော့မလှုပ်တဲ့တာလှုပ်တဲ့တာမဟုတ်ဘဲနဲ့မလှုပ်တဲ့တာကိုတွားလှုပ်လို့ရှိရင်အပြစ်ကြီးစွာဖြစ်တတ်တယ်ပေါ့။ဒါကြောင့်မို့ဘဝတစ်ခုရလာပြီဆိုလို့ရှိရင်လှုပ်တဲ့တာနဲ့မလှုပ်တဲ့တာဒီနှစ်ခုခွဲခြားပြီးတော့သိရမယ်။အခြားစကားလုံးတစ်လုံးနဲ့ပြောမယ်ဆိုလို့ရှိရင်ကရဏီယနဲ့အကရဏီယလို့ပြောကရဏီယကလှုပ်တဲ့လှုပ်ထိုက်တဲ့အရာလှုပ်တဲ့လှုပ်ထိုက်တဲ့ကိစ္စအကရဏီယဆိုတာမလှုပ်တဲ့မလှုပ်ထိုက်တဲ့ကိစ္စ
ဒီသုတ်တံမှာတော့မြတ်စွာဘုရားကသေဝိတ္တပနဲ့အသေဝိတ္တပမိဝဲတိုက်တဲ့ကိစ္စနဲ့မမိဝဲတိုက်တဲ့မိဝဲတိုက်တဲ့အရာနဲ့မမိဝဲတိုက်တဲ့အရာဒီလိုခွဲပြီးတော့ဟောတာမိဝဲတိုက်တယ်ဆိုတာလှုပ်တဲ့လှုပ်ထိုက်တာမမိဝဲတိုက်တာဆိုတာမလှုပ်တဲ့မလှုပ်ထိုက်တာပေါ့ဒီတစ်ခုကိုခွဲခြားသိပြီးတော့ဘုန်းကြီးတို့တွေဒီတစ်ခုကွဲကွဲပြားပြားသိပြီးတဲ့အခါကျတော့လှုပ်တဲ့နာတွေလှုပ်ဖို့မလှုပ်တဲ့နာတွေကိုရှောင်ဖို့ဟာအင်မတန်မှအရေးကြီးတယ်လှုပ်တဲ့နာကိုမလှုပ်ဖဲနဲ့မလှုပ်တဲ့နာကိုလှုပ်နေပြီဆိုလို့ရှိရင်ချွင်းချက်ကနှစ်ခုဖြစ်လာမလှုပ်တဲ့နာလှုပ်တဲ့အပြစ်ကတစ်ခုလှုပ်တဲ့နာမလှုပ်ဖဲနေသည့်အတွက်ချွင်းချက်ကတစ်ခုလို့ဆိုတော့လောကရေးမှာပဲဖြစ်ဖြစ်ဘဝအရေးမှာပဲဖြစ်ဖြစ်ဒီလိုချိုးယွင်းနေပြီဆိုလို့ရှိရင်ကြီးပွားတိုးတက်မှုဆိုတာမဖြစ်နိုင်ဘူးကြီးပွားတိုးတက်မှုမဖြစ်ရုံနဲ့မကဘူးဘဝကြီးတစ်ခုလုံးဟာအောက်တန်းနောက်တန်းကျပြီးတော့လူတွေဟာဆင်းရဲဒုက္ခနဲ့ကြုံတွေ့တတ်ကြတယ်တဲ့ဒါကြောင့်မို့လို့တို့တွေလူဘဝရလာတဲ့အခါမှာနေ့စဉ်နဲ့အမျှဘာတွေကလှုပ်ရမယ့်ဟာတွေလဲဘာတွေကလှုပ်တဲ့ဟာတွေလဲဘယ်အရာတွေကမလှုပ်တဲ့ဟာတွေလဲဆိုတာကိုကွဲကွဲပြားပြားသိပြီးတဲ့အခါမှာမလှုပ်တဲ့နာကိုရှောင်ဖို့လှုပ်တဲ့နာကိုလှုပ်ဖို့ပဲမြတ်စွာဘုရားကစံကလေးတွေပေးထားတယ်ဒီသုတ်တံမှာအချက်9ချက်ကိုအခြေခံပြီးတော့မြတ်စွာဘုရားကအချက်9ချက်ဆိုတာဘာလဲလို့ဆိုလို့ရှိရင်နံပါတ်1ကကာယသမာစာရကိုယ်နဲ့ပြုလုပ်ရတဲ့ကိစ္စခန္ဓာကိုယ်နဲ့ပြုလုပ်ရတဲ့ကိစ္စကိုယ်ဒီလက်ရောက်လုပ်ရတဲ့ကိစ္စဝစီသမာစာရနှုတ်နဲ့ဆောင်ရွက်ရတဲ့ကိစ္စမနောသမာစာရစိတ်နဲ့ဆောင်ရွက်ရတဲ့ကိစ္စနောက်တစ်ခုကစိတ်တုပ္ပါဒစိတ်ထဲမှာဖြစ်ပေါ်လာတဲ့အရာတင်ညာပฏิလာဘစိတ်ထဲမှာမှတ်ထားရတဲ့အရာစိတ်ထဲမှာမှတ်ထားရတဲ့အရာဒိဋ္ဌိပฏิလာဘရရှိလာတဲ့အမြင်တစ်ခုနောက်ဆုံးကအတ္တဘာဝဘဝတစ်ခုကိုရလာတယ်တဲ့အတ္တဘာဝကိုရလာတဲ့ဘဝကလေးတစ်ခုဆိုတော့ဒီ9မျိုးကိုဘုန်းကြီးတို့တွေဟာဒီသုတ်တံမှာဟောထားတဲ့အတိုင်းမှတ်သားနာယူလေ့လာပြီးတော့ကိုယ်ဘဝနဲ့ဆက်ဟပ်ပြီးဘဝတစ်ခုဘဝခရီးကိုရှောက်တဲ့အခါမှာဘုရားမြတ်စွာဟောကြားလမ်းခင်းပေးထားတဲ့လမ်းညွှန်ထားတဲ့ဒေသနာတော်အတိုင်းကိုယ်ဘဝကိုရှောင်လန်းပြီးတော့သွားကြမယ်ဆိုလို့ရှိရင်တန်တရားထဲမှာကျင်လျာအောင်တော့ဒုက္ခမရောက်ဘူးတန်တရားဒုက္ခလောက်ပဲခံရပြီးတော့အပူဒုက္ခတွေမခံရဘူးတန်တရားထဲမှာမသိလို့မိုက်မဲလို့မလှုပ်တဲ့နာတွေလှုပ်လို့ခံရတဲ့ဒုက္ခပိုကြီးတယ်တန်တရားအများခံရတဲ့ဒုက္ခဆိုတာဘာတွေလဲလို့ပြောမယ်ဆိုလို့ရှိရင်လူတိုင်းရှောင်လို့မရဘူးလူမျိုးတိုင်းရှောင်လို့မရဘူးဆိုတဲ့တန်တရားဒုက္ခကဘာလဲလို့ဆိုရင်ပူခြင်းနဲ့နာခြင်းသိခြင်းပဲเนาะအဲ့ဒါကပြောမယ်ဆိုလို့ရှိရင်တန်တရားရဲ့အမှားလို့ပဲပြောရမယ်ဒါကတန်တရားရဲ့အမှားတီးတဲ့ပူတဲ့ဒုက္ခတွေကြတော့လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားမသိတဲ့မှားယွင်းချက်တွေလို့ဒီလိုပြောရမလှုပ်တဲ့နာတွေလှုပ်မိပြီဆိုလို့ရှိရင်လူတွေဟာဒုက္ခနွန်ထဲမှာနစ်မွန်းပြီးတော့သွားကြကြည့်လေဘုရားကိုဆန့်ကျင်မဲ့လုပ်နေတဲ့ဒေဝဒတ်လူဘဝရလာတယ်ပฏิရူပဒေသဝါဒသင်္တလျောက်ပါကောင်းမြတ်တဲ့အရာကိုလည်းရလာတယ်
မြတ်စွာဘုရားလို့ဆိုတဲ့သူတော်ကောင်းနဲ့လည်းတွေ့တယ်အတိတ်ဘဝလည်းကုသိုလ်ကောင်းမှုတွေရှိတယ်ဘာလို့ကုသိုလ်ကောင်းမှုရှိတယ်လို့ပြောလဲလို့ဆိုရင်ဒီဗရက်အခုရထားတဲ့ဘဝဟာမြတ်စွာဘုရားနဲ့အမျိုးတော်ညီကိုဝမ်းခွဲအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်တယ်အဲ့တော့ကြည့်မယ်ဆိုလို့ရှိရင်ပฏิရူပဒေတာမှာလည်းလူဖြစ်တယ်ပုဗ္ဗေကတပုံညတာလို့ဆိုတဲ့ကုသိုလ်ကောင်းမှုပြုခဲ့တဲ့ပုဂ္ဂိုလ်လည်းဖြစ်တယ်တပ္ပုရိတုပနေတယဆိုတဲ့တကယ်သူတော်ကောင်းဖြစ်တဲ့မြတ်စွာဘုရားနဲ့တွေ့ရုံမကဘူးဖရာတပည့်ဖြစ်ယဟန်တပါးဖြစ်သွားတယ်ဒါတွေမကဘူးသူ့အစဉ်တန်းကတပဋ္ဌကျင့်စဉ်တစ်ခုကိုအောင်မြင်မြင်ကျင့်နိုင်သည့်အတွက်ကြောင့်ဣတိဝိဒဘိညာဉ်လို့ဆိုတဲ့တကောဘိညာဉ်ရတဲ့အဆင့်ထိအောင်သူရောက်ခဲ့တယ်ပေါ့ဒီအခြေအနေတွေကအကုန်ပြည့်စုံတယ်သို့တော့လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာသူခွဲခြားမသိတော့ခွဲခြားမသိသည့်အတွက်ကြောင့်မလှုပ်တဲ့နာတွေသူလှုပ်တယ်လှုပ်တဲ့နာတွေကိုမလှုပ်ဘူးတဲ့အထူးသဖြင့်မလှုပ်တဲ့နာကိုလှုပ်မိသည့်အတွက်ကြောင့်ရရှိထားတဲ့အခွင့်အရေးအလုံးဟာဆုံးရှုံးမသွားဘူးလားဆုံးရှုံးသွားတယ်ရရှိတဲ့အခွင့်အရေးတွေအလုံးဟာလူ့ဘဝရထားတဲ့အခွင့်အရေးတွေအလုံးဆုံးရှုံးသွားပြီးတော့လောကကြီးထဲမှာဒီဘဝမှာလည်းဆင်းရဲဒုက္ခတွေခံပြီးနောက်ဆုံးအသေးဆိုးနဲ့သေရတယ်လို့ဆိုပါစို့မြေထဲမှာမြုပ်ပြီးသေသွားတာအသေးဆိုးနဲ့သေတာပေါ့ခုခေတ်လို့ဆိုရင်မြေမျိုးတယ်လို့ပြောတာပေါ့နော်မြေမျိုးတယ်ဆိုတာကိုယ်ခန္ဓာကိုယ်ကြီးကမြေထဲမြုပ်ဝင်သွားတာပေါ့အဲ့ဒါလို့အသေးဆိုးနဲ့သေရရုံမကဘူးတကဘာပလုံးဒုက္ခခံရမဲ့အနေထားဖြစ်ဖြစ်အဝိစီငရဲမှာကြပြီးတော့အခုဒုက္ခခံအဲ့ဒါဘာကြောင့်လဲဆိုရင်မလှုပ်တဲ့နာကိုလှုပ်လို့ပဲအဲ့တော့မလှုပ်တဲ့နာလှုပ်မိပြီဆိုလို့ရှိရင်ဒီလောက်ထိအောင်ဒုက္ခရောက်တတ်တယ်ပေါ့ဒီဒါကြောင့်မို့လို့လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာသိဖို့အရေးမကြီးဘူးလားတန်တရားထဲမှာရောက်နေကြတဲ့ပုဂ္ဂိုလ်တွေအိုခြင်းနာခြင်းသိခြင်းဆင်းရဲဆိုတာကလူတိုင်းကြုံရတဲ့တန်တရားဒုက္ခပဲတန်တရားကမလွတ်မချင်းတာတော့မလွတ်နိုင်သေးဘူးတန်တရားကလွတ်သွားပြီဆိုလို့ရှိရင်တော့ဒီဒုက္ခလည်းလွတ်သွားမှာပါအေးတန်တရားထဲမှာကျင်လီနေတဲ့အချိန်လေးမှာမလှုပ်တဲ့နာကိုရှောင်ပြီးတော့လှုပ်တဲ့နာကိုလှုပ်သွားတဲ့ပုဂ္ဂိုလ်တွေကြတော့ချမ်းသာဒုက္ခရရှိတဲ့ဘဝတစ်ခုကနေပြီးနောက်ထပ်ချမ်းသာဒုက္ခရတဲ့ဘဝတစ်ခုတဘဝပြီးတဘဝချမ်းသာဒုက္ခတွေကိုခံစားပြီးတော့နောက်ဆုံးအပင်ငရဲဆိုတာသိတော့မသိတဲ့အနေအထားမျိုးကအပေတကားပိတ်ပြီးတော့ကောင်းရတုဂတိကနေပြီးနောက်ဆုံးမှာတန်တရားဝကလွတ်သွားတဲ့နိဗ္ဗာန်ထိအောင်စံဝင်သွားနိုင်တယ်ဒါကဘာဖြစ်လို့လှုပ်တဲ့နာတွေလှုပ်တယ်မလှုပ်တဲ့နာတွေကိုရှောင်လို့ပဲဥပမာတစ်ခုပြောကြရအောင်ဝိသခာကျောင်းမကြီးတဲ့ဘုံစင်ဆံလို့ပြောကြတယ်ဝိသခာကျောင်းမကြီးဟာကြည့်လောသနာတို့ကိုတခုသောဘဝကပါရမီကုသိုလ်တွေကိုသူလုပ်ခဲ့တယ်ကိကိမင်းကြီးရဲ့သမီးတော်ဘဝတုန်းကဝိသခာကျောင်းမကြီးဟာညင်မ9ပေါ်ထဲမှာအပါဝင်လှုပ်တဲ့လှုပ်ထိုက်တာတွေသူလှုပ်လာသည့်အတွက်ကြောင့်ကောရမမြတ်စွာဘုရားပွင့်လာတဲ့အခါကျတော့9နှစ်အရွယ်သတို့သမီးငယ်ဘဝနဲ့ပဲသောတာပန်ဖြစ်သွားတယ်သောတာပန်ဖြစ်သွားပြီဆိုတာအမှန်မြင်သွားတာနဲ့တရားဓမ္မနဲ့ပတ်သက်ပြီးတန်တရားကင်းစင်သွားတဲ့အနေအထားမျိုးနိဗ္ဗာန်ကိုမြင်သွားပြီဒါကြောင့်မို့ဝိသခာဆိုတဲ့ဒီအမျိုးသမီးဖို့လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကွဲကွဲခြားခြားသိသွားပြီသိသွားသည့်အတွက်ကြောင့်မလှုပ်တဲ့နာကိုလုံးဝရှောင်တယ်လှုပ်တဲ့နာကိုတော့လှုပ်တယ်ဩလူဘဝမှာလည်းချမ်းချမ်းသာသာနေသွားတယ်အသက်120အိုမင်းရင်ရော်လာတဲ့အခါကျမှလူဘဝကိုစွန့်ခွာပြီးတော့ဝိသခာဘယ်ပုံရောက်သွားတယ်လဲသိကြလား
နတ်ပြည်6ထပ်ထဲမှာဟော5ခုမြောက်ဖြစ်တဲ့နေမာနရတိဘုံမှာရောက်တယ်ဝိသခာကျောင်းမကြီးကနေမာနရတိဘုံရောက်စတုမာရိတာဝရိန္ဒာယာမတုတ်တိတာနေမာနရတိပရနေမိတဝသဝတိလို့နတ်ပြည်6ထပ်ထဲမှာနေမာနရတိဘုံမှာနတ်သမီးဖြစ်ပြီးတော့နေတယ်ကဲလူချမ်းသာပြီးတဲ့အခါနတ်ချမ်းသာဖြစ်ရမသွားဘူးလားအဲ့ဒီကနေဘုံစင်စံအဆင့်ဆင့်ဝိသခာဟာနတ်ချမ်းသာကနေဗြဟ္မချမ်းသာကနေနောက်ဆုံးဘဝစီးတဲ့အခါဘဝကုံဆုံးသွားတဲ့အခါမှာသောတာပန်ဆိုတာ9ဘဝတည်းတော့ပို့ပြီးတန်တရားထဲမှာမရှိဘူး။ဘာကြောင့်မရှိတာတုံးဆိုရင်အလုံးရထားကြတဲ့ပရိတ်ထဲမှာပါတယ်မို့လားယရဏတုတ်ထဲမှာနာတေဘဝံအထမမာဒိယံတိတဲ့သောတာပန်ပုဂ္ဂိုလ်တွေဟာ8ခုမြောက်ဘဝမှာဘယ်တော့မှပရိသေတွေတေရိုးမရှိဘူးတဲ့ဆိုတော့9ဘဝဟာအလွန်ဆုံးလို့ပြောတာနော်ဧပြမဘုံရောက်ပြီးနောက်ဆုံးဟာကိလေသာအာသောတွေကုံဆုံးလို့ယန္တာကြီးဖြစ်သွားပြီးတော့ပြိဋိဘံဆံသွားမှာပဲအပင်ငရဲဆိုတာဘယ်တော့မှရောက်တော့မှာမဟုတ်ဘူးတဲ့အဲ့ဒါဘာဖြစ်လို့လဲလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားသိပြီးတော့မလှုပ်တဲ့နာကိုရှောင်လို့လှုပ်တဲ့နာတွေကိုလှုပ်လို့ပဲအဲ့တော့ဘုန်းကြီးတို့တွေလည်းလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာသိဖို့မလိုဘူးလားလိုတယ်သိပြီးတဲ့နောက်ဘာလုပ်ရမလဲမလှုပ်တဲ့နာတွေကိုရှောင်ရမယ်လှုပ်တဲ့နာတွေကိုလှုပ်ရမယ်နှစ်ဖက်နော်မလှုပ်တဲ့နာရှောင်ယုံနဲ့ကိစ္စမပြီးဘူးလှုပ်တဲ့နာလှုပ်ဖို့လည်းလိုအပ်သေးတယ်တဲ့ဒီနှစ်ခုလှုပ်ရရှောင်ရာနဲ့ဆောင်ရာဆိုတာကိုချင်းသီလနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောတဲ့အခါမှာလည်းပဲနှစ်မျိုးပဲဟောတာပဲစာရိတ္တသီလတဲ့ဝါရိတ္တသီလစာရိတ္တသီလဆိုတာကျင့်သုံးရမယ့်ဟာကိုပြောတာလုပ်ရမယ့်ဟာကိုပြောတာဝါရိတ္တသီလဆိုတာမလုပ်ရမယ့်ဟာကိုပြောတာအေးမလုပ်ရမယ့်ဟာမလုပ်ဖဲနေရမယ်လုပ်ရမယ့်ဟာကိုလုပ်ကိုလုပ်ရမယ်ဒီနှစ်ခုပြည့်စုံပြီဆိုတော့မှဒီလူဘဝရဲ့တန်ဖိုးဟာပြည့်ပြည့်စုံစုံရမှာဖြစ်တယ်။ကောင်းပြီမြတ်စွာဘုရားကဒီသုတ်တံမှာကိုမှုနဲ့ပတ်သက်ပြီးတော့လှုပ်တဲ့နာမလှုပ်တဲ့နာနှုတ်မှုနဲ့ပတ်သက်ပြီးတော့လှုပ်တဲ့နာမလှုပ်တဲ့နာစိတ်အကြံအတွေးနဲ့ပတ်သက်ပြီးလှုပ်တဲ့နာမလှုပ်တဲ့နာစိတ်แท้ဖြစ်ပေါ်လာမှုနဲ့ပတ်သက်ပြီးတော့ဖြစ်တဲ့နာမဖြစ်တဲ့နာအမတ်တင်ညာနဲ့ပတ်သက်ပြီးတော့ဖြစ်တဲ့နာနဲ့မဖြစ်တဲ့နာအယူအဆရေးရနဲ့ပတ်သက်ပြီးတော့ရှိတဲ့နာနဲ့မရှိတဲ့နာနောက်ပြီးရလာတဲ့ခန္ဓာကိုယ်ရလာတဲ့ဘဝနဲ့ပတ်သက်ပြီးတော့ရှိတဲ့ဘဝဒါကိုမြတ်စွာဘုရားသေဝိတ္တပအသေဝိတ္တပဆိုတာနှစ်ခုစီခွဲခြားပြီးတော့မြတ်စွာဘုရားဟောကြားသွားတယ်ဒီသုတ်တံမြတ်စွာဘုရားဟောတဲ့တရားကဘယ်နေရာမှာဟောတထပ်သေးပဲသို့သောနီးအမျိုးမျိုးနဲ့တတ္တဝါတွေရဲ့ဇယိုက်ကိုကြည့်ပြီးတော့မြတ်စွာဘုရားဟောကြားဆုံးမလေးရှိတယ်အေးကောင်းပြီမြတ်စွာဘုရားကစံတစ်ခုပေးထားတယ်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာဘာကိုကြည့်ပြီးတော့လှုပ်တဲ့နာလို့ပြောရမှာလဲမလှုပ်တဲ့မှုဆိုတာဘာကြောင့်လဲဆိုတာလေးတစ်ခုအချင်းချုပ်မှတ်ဖို့ရမလှုပ်တဲ့နာသည်အကုသိုလ်တွေတိုးပွားပြီးတော့ကုသိုလ်တွေရော့ချသွားမယ်ဆိုရင်မလှုပ်တဲ့မှုတဲ့ဒါဘယ်အလုပ်မျိုးပဲဖြစ်ဖြစ်အကုသိုလ်ဖြစ်ပြီးတော့ကုသိုလ်နည်းမဲ့အလုပ်ကုသိုလ်ရော့ပါသွားမဲ့အလုပ်မျိုးဆိုမလှုပ်တဲ့မှုတဲ့ဒီလိုပြောတာနော်အဲ့တော့ဒါပုံစံချမှတ်ထားဖို့ဘုရားဟောလို့ရင်ဒီတစ်ခုပဲအဓိကဘာလဲတော့အကုသိုလ်တွေတိုးပွားပြီးတော့ကုသိုလ်တွေလျော့ပါသွားမယ်ဆိုရင်မလှုပ်သင့်ဘူးကဲလှုပ်တဲ့နာကဘာတော့ဆိုရင်ကုသိုလ်တွေတိုးပွားပြီးတော့အကုသိုလ်တွေလျော့ပါသွားမယ်ဆိုရင်လှုပ်တဲ့နေဥပမာတစ်ခုဆိုကြပါစို့အမျိုးကောင်းသားတစ်ယောက်ဟာသာသနာပေါ်ဝင်ပြီးတော့ဘုန်းကြီးဝတ်တယ်
ဘုတော်ကရည်ရွယ်ချက်နဲ့ကောင်းကောင်းမွန်ဝတ်တယ်သို့တော့သာသနာပေါင်းဝတ်ပြီးတဲ့အခါသူ့ဘဝဘာဖြစ်လာဘုန်းကြီးဘဝနဲ့နေခြင်းဖြင့်အကုသိုလ်တွေများလာပြီးတော့ကုသိုလ်နည်းလာတယ်ဆိုရင်မနေသင့်ဘူးတဲ့အဲ့ဒါဟုတ်ကဲ့လားဘုန်းကြီးဘဝရောက်လာပြီးတဲ့အခါမှာကုသိုလ်တွေတိုးပွားလို့အကုသိုလ်တွေနည်းပါသွားရင်နေသင့်တယ်အဲ့ဒါလိုပဲလူတွေမှာလည်းပဲလူဝကြောင့်နဲ့နေလို့အကုသိုလ်ဘဝတွေအကုသိုလ်တွေတိုးပွားပြီးကုသိုလ်တွေများလာမယ်ဆိုရင်ဘယ်လိုပြောရမှာလဲမနေသင့်ဘူးကုသိုလ်တွေတိုးပွားပြီးအကုသိုလ်တွေကများလာမယ်ကုသိုလ်တွေတိုးပွားပြီးအကုသိုလ်တွေနည်းပါသွားမယ်ဆိုရင်နေသင့်တယ်ဒါမြတ်စွာဘုရားကအဲ့ဒီစံနဲ့ကြီးပဲအကုန်လုံးဟောတယ်ဘုန်းကြီးတို့တွေကြည့်ရမှာကကိုလုံးနေတဲ့အလုပ်တစ်ခုဟာအကုသိုလ်ဖြစ်တဲ့အလုပ်လားကုသိုလ်ဖြစ်တဲ့အလုပ်လားသို့မဟုတ်အကုသိုလ်တွေတိုးတက်များပြားလာပြီးကုသိုလ်တွေလျော့ပါသွားတဲ့အလုပ်မျိုးလားသို့မဟုတ်အကုသိုလ်တွေကတိုးတက်များပြားပြီးတော့ကုသိုလ်တွေကလျော့ပါသွားနိုင်တဲ့အလုပ်လားဆိုတာဒါကိုခွဲခြားသိဖို့လိုတယ်အဲ့ဒါခွဲခြားသိဖို့ကုသိုလ်နဲ့အကုသိုလ်ဆိုတာဘာလဲကုသိုလ်ဆိုတာအနဝိဇ္ဇဒုက္ခဝိပါကလက္ခဏာကုသိုလ်ရဲ့သဘာဝတရားဟာအနဝိဇ္ဇအပြစ်ကင်းတယ်ပြောစရာအပြစ်မရှိဘူးဒုက္ခဝိပါကအပြစ်မရှိုံနဲ့မကဘူးအကျိုးပေးပြီဆိုလို့ရှိရင်ချမ်းသာဒုက္ခအကျိုးကိုပေးတယ်အဲ့ဒါကုသိုလ်ပဲကုသိုလ်ရဲ့သဘာဝလက္ခဏာနဲ့ဆောင်ရွက်မှုကနေပြီးတော့ကြည့်ဒီပုံစံပဲကုသိုလ်ဆိုတာအပြစ်ကင်းတယ်ကောင်းကျိုးချမ်းသာကိုပေးတတ်တယ်ဘယ်တော့မှမပြောင်းလဲတဲ့သဘာဝတရားတစ်ခုထို့တူရဲ့အကုသိုလ်ကဆန့်ကျင်မဲ့တာဝိဇ္ဇဒုက္ခဝိပါကလက္ခဏာအကုသိုလ်ဆိုတာအပြစ်ရှိတယ်သဘာဝကအပြစ်ရှိုံနဲ့မကဘူးဆင်းရဲတဲ့အကျိုးကိုပေးတယ်လောကမှာဆင်းရဲဒုက္ခရောက်နေကြတဲ့ပုဂ္ဂိုလ်တွေဟာအကုသိုလ်ရဲ့အကျိုးဆက်ပဲတစ်ချိန်တစ်ခါအကုသိုလ်တွေလောက်ခဲ့ပြီလို့ထိုအကုသိုလ်ကအကျိုးပေးပြီဆိုလို့ရှိရင်လူတွေမှာဆင်းရဲဒုက္ခဖြစ်ကြတယ်ပေါ့ကုသိုလ်ကဆင်းရဲဒုက္ခကိုရစေတယ်ဆိုတာဘယ်တော့မှမရှိဘူးအကုသိုလ်ကချမ်းသာဒုက္ခကိုရစေတယ်ဆိုတာလည်းဘယ်တော့မှမရှိဘူးသို့တော်လူတွေကမျက်စိမြင်တတ်မျက်စိလဲသွားတတ်တယ်အကုသိုလ်လုံးလို့ချမ်းသာဒုက္ခတွေရတယ်လို့တချို့ကထင်တယ်နော်အဲ့ဒါကအခုလုပ်တဲ့အကုသိုလ်ရဲ့အကျိုးမဟုတ်ဘူးတစ်ချိန်ကလှုပ်လာတဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးခံစားနေရတာချမ်းသာဒုက္ခရနေတာအကုသိုလ်ရဲ့အကျိုးမဟုတ်ဘူးကောင်းတာတွေလုပ်ပြီးတော့ကုသိုလ်တွေလုပ်နေရတဲ့နဲ့ဆင်းရဲတယ်ဆိုရင်လေလူတွေကမျက်စိလဲတယ်ကောင်းတာတွေလုပ်လို့ဆင်းရဲတယ်လို့ထင်ပြန်တယ်အဲ့ဒါလည်းမှားယွင်းနေတယ်ဘာဖြစ်လို့တော့အခုလုပ်နေတဲ့ကုသိုလ်ကအကျိုးမပေးသေးဘူးအကျိုးပေးတာကအတိတ်ကဒါဘယ်ရပဲဖြစ်ဖြစ်အခုလုပ်အခုရတယ်ဆိုတာရှိမှမရှိပဲကြည့်လေတစ်ပင်တစ်ပင်စိုက်ရင်အခုစိုက်အခုပွင့်အခုသီးပါမလားသီးပါဗျာအချိန်ဆိုတာရှိတယ်နော်အတိတ်ဘဝကကုသိုလ်ကံရဲ့အကျိုးကိုခံစားနေရတာကိုအကုသိုလ်ရဲ့အကျိုးလို့ထင်သွားတတ်တယ်အတိတ်ဘဝကအကုသိုလ်ရဲ့အကျိုးတွေခံစားနေရတာကိုကုသိုလ်ရဲ့အကျိုးလို့ထင်တယ်ထင်သည့်အတွက်ကြောင့်တချို့ပုဂ္ဂိုလ်တွေကမှားမှားယွင်းယွင်းကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူးကွာလို့ညှီးတွားပြီးတော့လမ်းလွဲပြီးတော့သွားတတ်သေးတယ်ဒီလိုဖြစ်တတ်တယ်နော်မကောင်းတာတွေလုပ်နေပြီးတော့လဲကောင်းတာတွေဖြစ်နေတာပဲကံကံဤအကျိုးဆိုတာမရှိပါဘူးလို့ဒီလိုကံကံဤအကျိုးကိုညှင်းပယ်ပြီးတော့မှားယွင်းတဲ့အယူဆတွေကိုယူသွားတဲ့ပုဂ္ဂိုလ်တွေကဒီကနေ့ခေတ်မှာရှိတာမဟုတ်ဘူးဟိုရှေးတုန်းကတည်းကရှိခဲ့တယ်လူလောကလူတွေရှိနေသေးသမျှကာလပတ်လုံးဒီလိုလွဲမှားတဲ့အတွေးတွေရှိတဲ့ပုဂ္ဂိုလ်ရှိနေအောင်ပါပဲအဲ့ဒါကိုမှန်ကန်ဖို့ရအတွက်ကတော့အခုလိုတရားပွဲတွေမှာတရားနာဖို့လေ့လာသိဖို့ကိုမေးမြန်းစူးစမ်းဖို့ဒါကတခုတည်းသောနိလန်းပဲတရားဓမ္မနဲ့ပတ်သက်ပြီးတော့လေ့လာရမယ်နာယူရမယ်မှတ်သားရမယ်
အဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်အမှန်မြင်ဖို့ဆိုတာအမတန်ခက်ဘာဖြစ်လို့လောကကြီးကိုကလှည့်စားခံနေရတဲ့အနေအထားမျိုးမှာရှိနေကြတယ်လူတွေအဲ့ဒါကိုမျက်စိမလဲကြဖို့ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကအတိအကျဟောထားတာကကုသိုလ်ဆိုတာအပြစ်ကင်းတယ်ချမ်းသာဒုက္ခအကျိုးပေးတယ်အကုသိုလ်ဆိုတာအပြစ်မကင်းဘူးဆင်းရဲဒုက္ခအကျိုးကိုပေးတယ်ဒါဟာလုံးဝမှန်ကန်တဲ့တဘာဝတရားကိုမြတ်စွာဘုရားဟောထားတာเนาะအဲ့ဒါကြောင့်မို့လို့ဘာလို့ကုသိုလ်အကုသိုလ်ဆိုတဲ့ရှုထောင့်ကနေကြည့်ပြီးတော့ဘုန်းကြီးတို့တွေအလုပ်လုပ်ရမယ်တဲ့ကောင်းပြီခုန9ချက်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဒီသေဝိတ္တပသုတ်မှာကာယသမစာရတဲ့ကိုယ်နဲ့ပြုလုပ်ကြတဲ့အကျင့်တွေအကျင့်ဆိုတာလူတွေနေစဉ်နဲ့အမြကိုထိလက်ရောက်လောက်ကင်ဆောင်ရွက်နေကြတဲ့အမှုကိစ္စတွေတချို့အမှုကိစ္စတွေကအကုသိုလ်တွေကိုတိုးပွားစေပြီးကုသိုလ်တွေလျော့ပါသွားဒီနှစ်ခုကဖြိုင်တူဘယ်တော့မှမဖြစ်ဘူးတစ်ခုတိုးရင်တစ်ခုလျော့မှာပဲဒါကနော်ကုသိုလ်နဲ့အကုသိုလ်ဆိုတာတစ်ဖက်စီနေတာချိန်ခွင်တစ်ဖက်စီလိုပဲဒီနှစ်ခုပေါင်းစပ်လို့မရဘူးအကုသိုလ်တိုးပွားရင်ဘာဖြစ်မလဲကုသိုလ်ဘက်ကရောကြမှာပဲကုသိုလ်တိုးပွားလို့ရှိရင်အကုသိုလ်ဘက်ကရောကြမှာပဲဒါကချိန်ခွင်လိုပဲဟိုဘက်ကအလေးသာပဲဒီဘက်ကအလေးသာတစ်ခုနဲ့တစ်ခုကဘယ်တော့မှရောစထားလို့မရတဲ့အရာနှစ်ခုပဲအမှောင်နဲ့အလင်းလိုပဲတူတူမနေဘူးအမှောင်ရှိရင်အလင်းမရှိဘူးအလင်းရှိတဲ့အခါမှာအမှောင်မရှိဘူးကုသိုလ်အကုသိုလ်ဆိုတာအဲ့ဒါလိုနေတာဒါကြောင့်မို့လုပ်ငန်းတစ်ခုဒါနဲ့ပဲတိုင်းကောင်းပြီမြတ်စွာဘုရားကဟောတယ်ကိုဖြင့်ပြုလုပ်ရတဲ့အမှုတစ်ခုဟာတဲ့အချို့အမှုကိစ္စကအကုသိုလ်တွေဖြစ်ပွားပြီးတော့ကုသိုလ်တွေလျော့ပါသွားတယ်အဲ့ဒီအလုပ်မျိုးဟာမလုတ်တဲ့အတ္တိဝိတ္တပအလုပ်ကိစ္စပဲတချို့အလုပ်ကတဲ့ကုသိုလ်တွေများပြားပြီးတော့အကုသိုလ်တွေလျော့ပါသွားစေနိုင်တယ်အဲ့ဒီအလုပ်မျိုးကတော့လုတ်တဲ့ဟာပါတဲ့ဒါအစံတစ်ခုအနေနဲ့ပြောတာကဲတရုပ်ထုတ်ပြီးတော့ကြည့်တဲ့အခါကျတော့ဘာလဲကိုမှုနဲ့ပတ်သက်ပြီးတော့အကုသိုလ်တွေကိုဖြစ်ပွားစေပြီးတော့ကုသိုလ်တွေကိုလျော့ပါစေတဲ့အလုပ်ဆိုတာဘာလဲဆိုအများသိနေတဲ့ဟာပဲရှောင်းတာမရှောင်းတာကိုတောင်အများသိနေတာမြတ်စွာဘုရားဘာဟောပါဏာတိပါဒသူ့အသက်ကိုတတ်တယ်ဆိုတဲ့အလုပ်တစ်ခုဟာနော်သူ့အသက်ကိုတတ်ခြင်းဆိုတဲ့သူ့အသက်ကိုတတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာစဉ်းစားကြည့်နော်ဘာဖြစ်လဲသူကအဒ္ဒယာပန်နောတဲ့တနာခြင်းတို့ကျင်နာခြင်းတို့ကရုဏာတရားမရှိတဲ့ပုဂ္ဂိုလ်တတ္တဝါတွေပေါ်မှာမေတ္တာကင်းမဲ့တဲ့ပုဂ္ဂိုလ်ကရုဏာမရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာပါဏာတိပါဒအမှုကိုပြုတယ်ပါဏာတိပါဒအမှုကိုပြုပြီးဆိုလို့ရှိရင်အကုသိုလ်တွေဟာဆင်ငဲတိုးပွားပြီးတော့လာပြီကုသိုလ်တရားတွေဟာလျော့ပါသွားပြီတဲ့အဲ့ဒီပုဂ္ဂိုလ်ဒါကကာယသမစာရတစ်ခုအပြန်အားဖြင့်ပါဏာတိပါဒအမှုကရှောင်ပြီးဆိုရင်ရှောင်မှုဟာဒါလှုပ်တဲ့ပါဏာတိပါဒအမှုကိုမလှုပ်တဲ့ဘူးပါဏာတိပါဒအမှုကရှောင်တာလှုပ်တဲ့ကဲရှောင်တယ်ဆိုတဲ့နေရာလေးမှာတစ်ခုထပ်ပြောမြတ်စွာဘုရားကဘယ်လောက်ထိအောင်ဟောထားတော့လောကလူတွေကပြောတယ်ခုနက5ပါးသီလစောင့်တည်တဲ့အထဲမှာပါတယ်ပါဏာတိပါဒဝေရမဏိသိက္ခာပရံသမာရိယာမိသူများတဲ့တတ်ခြင်းမှရှောင်ခြင်းမှဤလို့ဆိုလိုက်တာမတတ်ယုံတဲ့ကိစ္စပြီးလာလို့ဆိုမပြီးဘူးနော်ပါဏာတိပါဒမှာရှောင်တယ်ဆိုတာဒါအဋိဋ္ဌံချက်တစ်ခုပဲစိတ်ကံချက်တစ်ခုထားလိုက်တာပဲရှိသေးတယ်ဖြစ်ရမှာဘာတွေလုပ်ဖို့လိုတော့ဆိုရင်တတ္တဝါတွေကိုသေစေတတ်တဲ့ဒုဋ္ဌာစတဲ့လက်နဲ့တတ္တဝါတွေကိုတတ်ဖို့ဖြတ်ဖို့ဆိုတဲ့လက်နဲ့ကိုယ်တဏ္ဍာမှာမရှိရဘူးလေဒါတစ်ခုနော်တတ္တဝါတွေကိုတတ်ချင်းဖြတ်ချင်းဆိုတဲ့အလုပ်ကိုယုံမုံရမယ်ဒါကတစ်ခုတတ္တဝါတွေပေါ်မှာအကျဉ်းတရားကရုဏာတရားထားရမယ်
တတ္တဝါတွေပေါ်မှာမေတ္တာပွားရမယ်အဲ့ဒီကြမှာပါဏာတိပါဒဝေရမဏိယပြည့်စုံတယ်ဘယ်ရာပဲဖြစ်ဖြစ်မြတ်စွာဘုရားကဆောင်ရံနဲ့ရှောင်ရံနှစ်ခုပေးထားတယ်နော်ပါဏာတိပါဒအမှုကရှောင်လိုက်တာနဲ့တို့ပြီးပြီလို့ဒါလို့မဟုတ်ဘူးလောက်ရမယ်ဟာဘာတွေတုံးရှောင်တာကရှောင်ပြီးပြီလောက်ရမှာကဘာတုံးဆိုလို့ရှင်တတ္တဝါတွေပေါ်မှာမေတ္တာကရုဏာပွားများတာလောက်ရမှာမေတ္တာကရုဏာမပွားဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာအချိန်မရွေးပါဏာတိပါဒအမှုကိုလုပ်ဖို့မလွယ်ပေဘူးလားလွယ်တယ်လောကလူတွေမှာသဘောကောင်းနေတာဟာသူများကကောင်းလို့ကောင်းနေတဲ့လူကများတယ်လေသူများကကောင်းနေလို့ရှိရင်လူတယောက်ဟာသဘောကောင်းလိုက်တာဟုတ်တယ်သူ့ပတ်ဝန်းကျင်ကသူ့သဘောကြကြီးသူ့အလိုရကြီးဖြစ်နေတော့သူသဘောကောင်းနေတာဟောစัจ jin ဘက်တွေဖြစ်လာလို့ရှိရင်သူသဘောဆိုးမှန်းသိလာမှာပေါ့ဝေရေဟိကဆိုတဲ့ဥပတိကမကြီးလို့ပဲတာဝတိပြေကဝေရေဟိကဆိုတဲ့ဥပတိကမကြီးဟာနာမည်ကြီးတယ်သိသဘောကောင်းတာသိသဘောကောင်းတာနာမည်ကြီးနာမည်ကြီးတော့သူ့အိမ်မှာတာဝန်ယူပြီးလောက်ကင်ပေးနေတဲ့ကာလီဆိုတဲ့ကျွန်းမကြီးကဒီသတင်းကြားတယ်ဝေရေဟိကဆိုတဲ့အိရှင်မကြီးဟာသိသဘောကောင်းတဲ့နဲ့အရက်ထဲမှာနာမည်ကောင်းထွက်တယ်ဘာဖြစ်လို့ဒီအိရှင်မကြီးကသဘောကောင်းနေတာတော့ဆိုအိုးဝတ္တရားခြေပြုံပြီးတော့အလိုက်သိတဲ့ကာလီဆိုတဲ့အိမ်မှာစိတ်ခိုင်းနေတဲ့အမျိုးသမီးကြီးကကောင်းလို့ဟုတ်လားပြောစရာကိုမရှိဘူးဆိုတော့ပြောစရာမရှိတော့ तू ကောင်းနေတာပေါ့အဲ့ဒါလို့ဖြစ်တာကိုကာလီဆိုတဲ့အဲ့ကျွမ်းမကြီးက तू ကနေပြီးတော့ငါကောင်းလို့ तू ကောင်းနေတာလားသို့မဟုတ် तू ပင်ကိုယ်ကိုကောင်းတာလားစမ်းကြည့်အောင်ပဲဆိုပြီး तू စမ်းတတ်တယ် तू စမ်းတတ်ပုံကဘယ်လိုတော့ဆိုရင်ခါတိုင်းဆိုရင်မနေ့စောစောထားပြီးဝေယဝိဇ္ဇာတွေအကုန် ready ပဲအကုန်လုပ်ပြီးပြီအိရှင်မကြီးမထခင်ကမျက်နှာသစ်ဆရာတွေဘာတွေအစင်သင်းလှုပ်ထားပြီးစားဆရာတောက်ဆရာတွေအကုန်အစင်သင်းဖြစ်နေပြီဟိုကနိုးတာနဲ့တပြိုင်တည်းအကုန်လုံးပြင်ပြီးဆင်ပြီးဆိုတော့သဘောကိုကြာကျေနပ်နေတာနော် သူကဘယ်လိုစမ်းသပ်တုံးဆိုရင်တရက်ကြတော့အဲ့ဒီအိရှင်မကြီးထသည်ထီအောင်သူကအိတ်နေလိုက်တယ်ဘာမှလည်းလုပ်မထားဘူးမနဲ့မိုးလင်းအောင်အိတ်လိုက်တယ်ပေါ့အိရှင်မကြီးကထားလာမျက်နှာသစ်ဆရာမျက်ရည်ကြီးမရှိဘူးသူပြင်မထားဘူးမျက်နှာသစ်ပြီးစားဆရာတောက်ဆရာလည်းအစင်စင်မဖြစ်ဘူးအဲ့ဒီလိုအခြေအနေတစ်ခုဟာမကောင်းတာဖြစ်လာတဲ့အခါကျတော့အိရှင်မကြီးကပြောတာဟဲ့ကားလေးနင်ဘာလို့ခုချိန်ထိအောင်မထတာတုံးလို့ဆိုဘာပြောလိုက်တုံးဆိုဘာမှမဖြစ်ပါဘူးလေဘလောက်စိတ်ဆိုးမလဲကြည့်နော်ကိုယ့်ကကိုယ်ပဲအဲ့ဒါစဉ်းစားကြည့်ဘာမှမဖြစ်ဘူးလေဟဲ့ဘာမှမဖြစ်ဘဲနဲ့အိပ်ရမလားပေါ့အဲ့ဒီနေ့ကျတော့ပါဇက်ကတော့ဘာမှမပြောဘူးမျက်မှောင်ကျုပ်သွားတယ်ကာလီကစဉ်းစားတယ်အကက်ခတ်ငါကောင်းလို့ तू ကောင်းနေတာပဲငါဆက်စုံစမ်းအောင်ပဲနောက်တည့်ရက်လည်းဆက်ပြီးတော့အိပ်ပြန်အောင်မိုးလင်းအောင်အိပ်တဲ့အခါကျတော့စိတ်ဆိုးလာဟဲ့ကာလီဘာလို့အိပ်ပြန်တာတော့နေမကောင်းလို့လားဘာမှမဖြစ်ဘူးဆိုဟဲ့ကျွမ်းမရုပ်နင်တတိထားတော့ဆဲလာပြီအဲ့ဒီနေ့ကျတော့နော်ပထမနေ့ကမျက်မှောင်လေးတင်ကြုတ်တာနောက်ရက်ကျတော့ဆဲလာနှစ်ရက်ဆက်အိတ်ကဲကြည့်ကျွမ်းမကြီးကကောင်းလို့ तू ကောင်းနေတာလေသူက तू ကောင်းတာမဟုတ်ဘူးဆိုတာသိတယ်ဆက်စုံစမ်းအောင်မယ်နောက်တရက်ဆက်အိတ်လိုက်ပြန်ဟဲ့ကာလီနေမလို့ဆက်အိတ်လဲဘာမှမဖြစ်ပါဘူးဆိုကဲနင်ဒီလောက်တော့လွန်ပြီဆိုပြီးတော့အိမ်မှာဒီဂလန့်ထိုးတဲ့တန်ချောင်းကိုယူပြီးတော့ခေါင်းကိုရိုက်ခွဲတယ်တဲ့အဲ့ဒါနဲ့ကျွမ်းမလုပ်တဲ့ကာလီကလမ်းထွက်ပြီးတော့ကဲအယက်ကလေးကြည့်ကြပါအောင်ပေါ့ရှင်တို့ပြောနေတဲ့သဘောကောင်းလာတယ်ဆိုတဲ့အိရှင်မင်းကြီးကြည့်အိရှင်မကြီးအကြောင်းကြည့်ကြပါအောင်တဲ့ကိုယ့်အိမ်ကကိုခိုင်းနေတဲ့ကျွမ်းမခေါင်းကွဲအောင်ရိုက်လွှတ်လိုက်တယ်ဆိုဟောအဲ့ဒီနေရာနေစပြီးတော့ဝေရေဟိကာကြီးကဆိုးလိုက်တာအတော်ဆိုးတဲ့အမျိုးသမီးကြီးဆိုတရက်လုံးမှာအဆိုးကြီးဘဝရောက်သွားကဲပြောလို့ရင်းက
ပတ်ဝန်းကျင်ကကောင်းနေတဲ့အကောင်းဟာကိုကောင်းလို့ကောင်းတာမဟုတ်ဘူးဟုတ်ကဲ့လားအစင်ပြေးနေတဲ့အနေအထားမှာကြည့်ပြီးတော့ကောင်းနေတာဟာဒါအကောင်းအစ်စ်မဟုတ်ဘူးတဲ့အကောင်းတုသူများတွေကကောင်းလို့ကိုကောင်းနေတဲ့အကောင်းမျိုးဟာအကောင်းမခေါ်တတ်ဘူးပေါ့ထို့တူပဲဘာနာတိပါဒအမှုကတတ္တဝါတွေကိုတတ်ဆရာအကြောင်းမကြုံလို့ရှောင်နေတာဟာဒါသူတော်ကောင်းရှောင်နည်းကမဟုတ်ဘူးတဲ့ဟုတ်ကဲ့လားတတ္တဝါတွေပေါ်မှာတနာကျင်နာမှုမရှိဘူးတတ်ဆရာမရှိလို့မတတ်ဖဲနေတာဟာဒါသူကသူကသူတော်ကောင်းဖြစ်လို့မတတ်တာမဟုတ်ဘူးသူတော်ကောင်းဆိုတာကနောက်ဆုံးမှာသူတော်ကောင်းဆိုတာကိုယ်အတွက်နဲ့လည်းသူများအသက်ကိုမတတ်ဘူးသူများအတွက်နဲ့လည်းသူများအသက်ကိုမတတ်ဘူးနောက်ဆုံးမှာကိုယ်အသက်အတွက်တောင်မှသူများအသက်ကိုမတတ်ဘူးသောတာပန်ဖြစ်သွားလို့ရှိရင်သူကပစ္စည်းဥစ္စာအတွက်နဲ့လည်းသူများအသက်ကိုမတတ်ဘူးကိုယ်ခြေလက်အင်္ဂါအတွက်လည်းသူများအသက်ကိုမတတ်ဘူးနောက်ဆုံးမှာကိုယ်အသက်တရားစေအောင်တော့သူများအသက်ကိုမတတ်ဘူးဆိုတဲ့ခိုင်မာမှုကိုရသွားတယ်ပေါ့ဒီလိုဖြစ်တာနော်များသောအားဖြင့်လူတွေကကိုယ်ကိုဒုက္ခမပေးသေးလို့ရှိရင်ကြည်နေအောင်ပါကိုယ်ကိုဒုက္ခပေးပြီဆိုရင်လူတွေကပြောရကြတယ်ကိုကိုကာကွယ်တယ်ဆိုတဲ့အထိအဲ့တော့ကိုကာကွယ်ခွင့်ရှိတယ်ဆိုပြီးတော့ပါဏာတိပါဒကိုလောက်ခွင့်ရှိတယ်လို့ယူဆဟုတ်ကဲ့လားအရိယပုဂ္ဂိုလ်တွေကြတော့အဲ့လိုမမြင်တော့ဘူးသူများအသက်တတ်တယ်ဆိုတာဟာကိုကာကွယ်လို့ရတတ်ဘယ်လိုပဲတတ်တာမလှုပ်ထိုက်တဲ့အလုပ်ကိုလုပ်တယ်လို့ပဲယူဆတယ်အတွေ့ချင်းအမြင်ချင်းအမတန်မှခွာခြားတယ်နော်အတွေ့အမြင်ချင်းအလွန်ခွာခြားသူတော်စင်တွေကြတော့ရှောင်လို့ရရင်ရှောင်မယ်ရှောင်လို့မရလို့ရှိရင်အသေးခံမယ်ဆိုတဲ့စိတ်ဓာတ်ပဲရှိတယ်ပေါ့အသက်ကိုစွန့်ကျင်စွန့်ရပါစေသူများအသက်အကုသိုလ်မှုကိုမလုပ်ဘူးလို့ဒီလိုဆိုလိုတာကာယသမစာရနဲ့ပတ်သက်လာလို့ရှိရင်လည်းကြည့်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာဆိုတာသူများအသက်ကိုတတ်ချင်းဖြတ်ချင်းဆိုတဲ့ပါဏာတိပါဒအမှုသည်မလှုပ်တဲ့မှုပါဏာတိပါဒမှာရှောင်ကျင်ပြီးတော့မေတ္တာဘာဝနာကရုဏာဘာဝနာအကျဉ်းနာတရားထားခြင်းဟာလှုပ်တဲ့နေဘာဖြစ်လို့လှုပ်တဲ့လဲအကုသိုလ်တွေရောပါပြီးကုသိုလ်တွေတိုးပွားလာလို့ဒီလိုရှုထောင့်ကနေပြီးတော့မြတ်စွာဘုရားဟောတာနောက်တစ်ခုကသူများပစ္စည်းမတရားတဲ့နည်းနဲ့ယူတာအရိဏဒါနဆိုတာခိုးတာဆိုတာဟာအမျိုးမျိုးရှိတယ်နော်အမျိုးမျိုးရှိတယ်အယောင်းဝယ်လုပ်တဲ့အခါမှာကောင်းတဲ့ထဲမှာမကောင်းတဲ့ပစ္စည်းရောထည့်ပေးတာကောင်းတဲ့ထဲမှာမကောင်းတဲ့ထဲရောပေးတယ်တချို့တောင်သူလယ်သမားတွေသူများစီကိုပဲရောင်းတယ်ပဲတွေရောင်းတဲ့ပုဂ္ဂိုလ်တွေအလေးချိန်ရအောင်လို့ဆိုပဲထဲမှာကြောက်ခဲရောထည့်ဒါလည်းအဋိဏဒါနပဲအဋိဏဒါနပဲစီထဲမှာရေးထားတော့စီတတ်မတတ်တာတွေရောထားတယ်ဒါလည်းအဋိဏဒါနပဲမလုပ်တဲ့အလုပ်တွေကြီးပဲခုခေတ်မှာပို့ပြီးတော့ဒါတွေကများလာတယ်ပေါ့ကောင်းတာနဲ့မကောင်းတာရောပေးတယ်အလေးတင်အောင်ခိုးတယ်ဒီဟာတွေကအဋိဏဒါနထဲမှာပါဒါကမလုပ်တဲ့ဟာအဲ့ဒါကနေရှောင်ပြီးတော့ကိုစင်ကြယ်အောင်နေတယ်သူများပစ္စည်းကကိုမတရားယူတာမျိုးမရှိဘူးတဲ့လုံးဝကိုစင်ကြယ်တန်ရှင်းအောင်ရောင်းဝယ်ဖောက်ကားပြီးတော့အသက်မွေးတယ်ဒါကလှုပ်တဲ့ဒါလူတွေကနေစဉ်နဲ့အမျှလှုပ်နေကြတယ်အဲ့လှုပ်နေတဲ့ထဲပဲတမ္မာအာဇီဝဆိုတဲ့ဟာအင်မတန်မှအရေးကြီးတယ်နော်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာဘာဖြစ်လို့မလှုပ်တဲ့နာတော့ဆိုအကုသိုလ်တွေတိုးနေလို့ပဲကုသိုလ်တွေလျော့ပါသွားတယ်ဘာကြောင့်လှုပ်တဲ့နာတော့ဆိုရင်အကုသိုလ်တွေလျော့ကြပြီးတော့ကုသိုလ်တရားတွေတိုးပွားလို့ပဲဒီပုံစံနဲ့ပဲနောက်တစ်ခုကိုတိလက်ရောက်လောက်ရမယ်ကာယသမစာရဆိုတဲ့အထက်ကိုချင်းတရားဖောက်ပြားပြီးတော့ကာမဂုဏ်အာယုံကိစ္စမှာမှောက်မားတာ
အဲ့ဒါတွေကမလုပ်တဲ့မလုပ်တဲ့နာတွေလုပ်ပြီးဆိုလို့ရှိရင်အကုသိုလ်တွေတိုးပွားလာမယ်ကုသိုလ်တွေရောကျသွားမယ်အဲ့ဒီအမှုကနေပြီးတော့ရှောင်ကျဉ်ပြီးတော့တန်ရှင်းအောင်ကာမဂုဏ်ကိစ္စတို့လူမှုရေးဖောက်ပြန်မှုမရှိအောင်နေနိုင်ပြီဆိုလို့ရှိရင်ထိုပုဂ္ဂိုလ်ဟာအဗ္ဗဓမ္မတန်ရှင်းပြီးကုသိုလ်တရားတွေတိုးပွားတဲ့ပုဂ္ဂိုလ်ဖြစ်မယ်။ဟောကာယတမစာရနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဒီလိုရှင်းပြတာနော်။ထို့တူပဲဝစီတမစာရနဲ့ပတ်သက်လာတဲ့အခါကျတော့မလုံတဲ့တာကဘာလဲလို့ဆိုရင်မုတ္တဝါဒလိလိပြောဆိုတာမလုံတဲ့မုတ္တဝါဒဆိုတဲ့နေရာမှာလည်းပဲလိန်တယ်ဆိုတာအမျိုးမျိုးရှိတယ်တချို့ကကိုကာကွယ်လို့ရလိန်တယ်နော်တချို့ကတခုခုကိုလောက်ရမယ့်အလုပ်တစ်ခုမလုပ်ချင်လို့လိန်တာရှိတယ်အဲ့ဒီလိန်လီမှုတွေကလိန်လီမှုတော့လိန်လူမှုပဲဒီလောက်ကြီးမဆိုးဘူးဆိုးတဲ့လိန်လီမှုကဘာလဲလို့ဆိုရင်သူတစ်ပါးအကျိုးစီးပွားပြက်ပြားသွားအောင်လိန်တာမျိုးကြတော့ဆိုးတယ်အဲ့ဒါမျိုးကဘာတော့လို့ဆိုရင်ပိုက်ဆံရလို့ဖြစ်စေကိုယ့်အတွက်ဖြစ်စေသူများအတွက်ဖြစ်စေရထားတဲ့လတ်လပါလေးအတွက်ဖြစ်စေအဲ့ဒီပုဂ္ဂိုလ်မျိုးဟာလက်ဆောင်တစိုးရတာလေးကိုအကြောင်းပြုပြီးတော့တစ်ဖက်သားဟာဒုက္ခရောက်သွားအောင်ဆိုပါစို့ရုံးပြင်ကနာတက်ပြီးတော့မဟုတ်တာကိုဟုတ်တယ်လို့ပြောတယ်ဟုတ်တာကိုမဟုတ်ဘူးလို့ပြောတယ်ဟိုတစ်ဖက်သားအများကြီးနစ်နာဆုံးရှုံးသွားတယ်အဲ့ဒီဘုဒ္ဓဝါဒအဆိုးဆုံးပဲအဲ့ဒီဘုဒ္ဓဝါဒကြတော့အဆိုးဆုံးခုနကကိုလွတ်မြောက်အောင်လိန်တာမျိုးရှိရတဲ့နဲ့မရှိပါဘူးလို့ပြောလိုက်တယ်နော်အဲ့ဒီဘုဒ္ဓဝါဒမျိုးကတစ်ဖက်သားအကျိုးပြက်ပြားပြီးတော့မသွားဘူးဆိုရင်အဆိုးကြီးလို့တော့မပြောရဘူးဘုဒ္ဓဝါဒတော့ဘုဒ္ဓဝါဒပဲပေါ့ခုနလိုတစ်ဖက်သားကိုအကျိုးပြက်ပြားတော့အောင်လိန်တဲ့ဘုဒ္ဓဝါဒကြတော့အလွန်တရာမှဆိုးတယ်တဲ့အဲ့ဒါကြတော့အဆိုးဆုံးဘုဒ္ဓဝါဒဘယ်ရာပဲဖြစ်ဖြစ်အဆိုးမှလည်းပဲဒီဂရီ၃မျိုးနဲ့မှတ်လို့ရတာပေါ့ဆိုးတယ်ပိုဆိုးတယ်အဆိုးဆုံးဒီဂရီ၃မျိုးနဲ့သတ်မှတ်လို့ခုနဘုဒ္ဓဝါဒထဲမှာအဆိုးဆုံးဆိုတာတစ်ဖက်သားအကျိုးပြက်ပြားတော့အောင်လိန်တာကြတော့အဆိုးဆုံးပဲလှုပ်တဲ့နာကဘာတော့ဆိုရင်ထိုလွန်လီမှုကရှောင်ရမယ်ရှောင်ယုံနေပြီးလားမပြီးသေးဘူးမှတ်တာပဲပြောရပြောစရာရှင်းမှတ်တာပဲပြောရမယ်ရှေ့စကားနဲ့နောက်စကားဟာမှတ်တာကြီးပဲဖြစ်ရမယ်လို့မှတ်တာကိုပြောဖို့လိုသေးတယ်နော်လိန်လီမှုကရှောင်ကျင်ပြီးတော့နှုတ်ပိတ်နေုံနဲ့မပြီးဘူးမှတ်တာကိုပြောဖို့လိုသေးတယ်ဟောဝစီတမစာရနဲ့ပတ်သက်ပြီးတော့လိန်လီခြင်းသည်အကုသိုလ်တွေတိုးပွားပြီးတော့ကုသိုလ်တွေရောပါစေလို့မလုပ်ထိုက်ဘူးတဲ့အသိဝိတ္တပတရားလိန်လီမှုကရှောင်ရှားပြီးတော့မှန်တဲ့စကားကိုသာဆိုခြင်းသည်သေဝိတ္တပတရားကုသိုလ်တွေဖြစ်ပွားပြီးတော့အကုသိုလ်တွေရောပါစေတယ်ဟောမြတ်စွာဘုရားကဒီလိုဟောတာနောက်တစ်ခုကလောကလူတွေဟာအငြိမ်မနေတတ်ဘူးလူတွေဟာအပေါင်းနဲ့အသင်းနဲ့နေတဲ့အခါကျတော့ဟိုကကြားခဲ့တဲ့သတင်းကိုဒီလာပြောဒီကကြားခဲ့တဲ့သတင်းကိုဟိုပြောတချို့ကစကားအသေးအယူအပေးအယူလောက်တတ်တယ်အကျင့်ပေါ့အရာထဲမှာရှောက်ပြီးတော့အတင်းအပြင်းပြောတာမျိုးအဲ့ဒီသူပြောတဲ့ထဲမှာသူ့မှာဘာရည်ရွယ်ချက်ပါတော့ဆိုရင်တဦးနဲ့တူမတက်အောင်အထင်မြင်လွဲအောင်လုပ်တယ်ဆိုတဲ့ရည်ရွယ်ချက်ပါအဲ့ဒါမျိုးကိုပိတုဏဝါစာလို့ခေါ်တာပဲအရာထဲမှာတယောက်နဲ့တယောက်မသိမတင်ဖြစ်အောင်ဟိုကကြားခဲ့တဲ့စကားဒီလာပြောဒီကကြားခဲ့တဲ့စကားဟိုပြောအဲ့လိုပြောပြီးတော့ညီညွတ်ရေးတွေပြက်ပြားအောင်လုပ်ပြီးဆိုလို့ရှိရင်ပိတုဏဝါစာအဲ့လိုမလုပ်ရဘူးတဲ့တဦးနဲ့တဦးမတဲ့တော့ဘူးအစင်မပြေလို့အစင်မပြေကြလို့တဦးနဲ့တဦးဟာကွဲမဲ့ပြဲမဲ့အနေထားရှိရင်တောင်မှပဲသွားပြီးတော့ညီညွတ်အောင်စိတ်ဆက်အောင်ဟောပြောပေးရမယ်ဒါလူတွေရဲ့ society ထဲမှာညီညွတ်မှုကအမတန်မှအရေးကြီးတယ်ဟောလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကွဲအောင်မလှုပ်တဲ့ဘူးညီညွတ်အောင်လှုပ်တဲ့တယ်ဒါနှုတ်နဲ့ပတ်သက်တာဟောနောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်လောကမှာလူတွေကစကားကိုကျင်ကျင်နာနာတိမ်တိမ်မွေ့မွေ့ရင်ရင်ကြီးကြီးပြောဖို့အမတန်မှခဲရင်တယ်ကျင်ကျင်နာနာတချို့ဆိုလို့ရှိရင်လုံးဝမပြောတတ်ဘူးကျင်နာတဲ့စကားမျိုးရင်ကြီးတဲ့အတုံးလုံးမျိုးသုံးရမှရှက်ဒါကြောင့်ပြောလိုက်တဲ့စကားဟာတစ်ဖက်သားကိုဒေါသဖြစ်သွားအောင်
ကြံတန်းရိုင်းပြတဲ့စကားမျိုးပြောတာဟာဒါမလုပ်သင့်ဘူးတဲ့တစ်ဖက်သားနဝင်ချိုပြီးတော့နော်ရင်ကျေးတိမ်မွေးတဲ့စကားမျိုးကိုသာပြောသင့်တယ်ဟောလုပ်သင့်တာနဲ့မလုပ်သင့်တာပဲဒါလည်းဒီလိုနှစ်ခုခွဲပြီးတော့ဟောတယ်ဟိုနောက်တစ်ခုကတမ္ဖပလာပဆိုတာတမ္ဖပလာပဆိုတာဘာတော့အကျိုးမရှိတဲ့စကားပြောတဲ့အချိန်မဟုတ်ဘဲပြောရင်တမ္ဖပလာပတရားလက်လွတ်ပြောရင်တမ္ဖပလာပမမှန်မကန်တာတွေပြောရင်တမ္ဖပလာပအကာလဝါဒီအဘုဒ္ဓဝါဒီစိတ်ထဲနှလုံးထဲမှာမှတ်သားထားတဲ့လောက်အောင်တန်ဖိုးရှိတဲ့စကားမျိုးမဟုတ်ဘဲနဲ့ပြောလို့ရှင်တမ္ဖပလာပအကျိုးစီးပွားကိုပြပြောင်းအောင်ပြောတဲ့စကားတွေမှန်သမျှတမ္ဖပလာပအဲ့ဒါကမလုံးတဲ့ဘူးတဲ့ပြောပြီဆိုလို့ရှိရင်ကာလဝါဒီပြောတဲ့အချိန်မှာပြောတယ်ဓမ္မဝါဒီတရားနဲ့ပတ်သက်ပြီးတော့ပြောတယ်ဝိနည်းဝါဒီအဆုံးအမနဲ့ပတ်သက်ပြီးတော့ပြောတယ်ဘုဒ္ဓဝါဒီဟုတ်တာတွေကိုပြောတယ်ပြောသမျှစကားတွေဟာနှလုံးသားထဲမှာသိမ့်ထားရမယ့်စကားမျိုးတွေပဲပြောတယ်ဆိုလို့ရှိရင်ဒါကတမ္ပပလပမဟုတ်ဘူးဒါလည်းလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာနှစ်ခုမြတ်စွာဘုရားခွဲပြီးတော့ဒီလိုဟောတာပါစိတ်ဓာတ်ရေးရနဲ့ပတ်သက်ပြီးတော့စိတ်แท้ဖြစ်မှုနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဘာဟောတော့ဆိုရင်သူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်ခြင်းမှုစိတ်แท้ကတွေးကြံမှုလောကလူတွေကသူများပိုင်တဲ့ပစ္စည်းတစ်ခုကိုကြည့်ပြီးတော့ငါပစ္စည်းဖြစ်ရင်ကောင်းမှာပဲဆိုတဲ့လောဘနဲ့အတွေ့တွေးလိုက်တာနဲ့တပြိုင်နက်အဲ့ဒီပုဂ္ဂိုလ်ရဲ့အတွေ့ဟာဒုစရိုက်ဖြစ်သွားပြီအကုသိုလ်တွေကိုဖြစ်ပွားစေပြီးတော့ကုသိုလ်ကိုရောပါစေသည့်အတွက်ကြောင့်အဲ့ဒီအတွေ့မျိုးမတွေးမိစေရဘူးတဲ့ဒါကိုအဘိဓါလို့ခေါ်တယ်ပေါ့အဘိဓါဆိုဒီမှာကိုသူများပစ္စည်းကိုပစ္စည်းဖြစ်ချင်တာအဘိဓါထို့တူပဲဗျာပါဒရိုးရိုးစိတ်ဆိုးတာဟာဗျာပါဒလို့မနောဒုစရိုက်လို့မဆိုလို့ဘူးသူစိတ်ဆိုးမှုကဘာတော့ဆိုရင်ဒီကောင်ဒီလူတည်သွားရင်ကောင်းပါပဲဒီလူပျက်စီးသွားရင်ကောင်းပါပဲဒီလူအဖမ်းခံရရင်ကောင်းပါဒီလူဒုက္ခရောက်သွားတာကိုမြင်မြင်နေဆိုတဲ့အပြောမျိုးကြတော့အဲ့ဒါကြတော့မနောဒုစရိုက်ဖြစ်တယ်ဗျာပါဒလို့ခေါ်အဲ့ဒီစိတ်ထဲမှာဖြစ်တဲ့ဒီအဖြစ်နှစ်ခုကိုမြတ်စွာဘုရားကဒါကမလှုပ်တဲ့နဲ့ဟာလှုပ်တဲ့နဲ့ဟာကအားလဲအေးလောကလူတွေဟာကိုယ်ပစ္စည်းတွေပိုင်သူတို့ပိုင်တဲ့ပစ္စည်းတွေသူတို့နဲ့ဘယ်တော့မှမပြတ်မစည်းပါစေနဲ့သူများပစ္စည်းကိုမတရားလိုချင်တဲ့စိတ်ကိုချိုးနိုင်တယ်ဒါကလှုပ်တဲ့နဲ့အေးသူတစ်ပါးအပေါ်မှာဆင်းရဲဒုက္ခရောက်စေလို့တဲ့စိတ်မရှိဘူးချမ်းသာကြပါစေအစဉ်ပြေကြပါစေနော်ပျော်ရွှင်ကြပါစေဆိုတဲ့မေတ္တာသဘောထားရမယ်အဲ့ဒါကလှုပ်တဲ့နာတဲ့ဟောဒါစိတ်ဓာတ်ရေးရနဲ့ပတ်သက်ပြီးတော့ထားတဲ့နာနဲ့မထားတဲ့နာနောက်တစ်ခုကစိတ်ထဲမှာဖြစ်တဲ့နာနဲ့မဖြစ်တဲ့နာဆိုပြီးတော့မြတ်စွာဘုရားထပ်ပြီးတော့ဟောအေးစိတ်ထဲမှာမဖြစ်တဲ့နာကတော့ဘာလဲခုနကမနောဒုစရိုက်လိုပဲသူများပစ္စည်းကိုယ်ပစ္စည်းဖြစ်ခြင်းနဲ့ဆိုတဲ့အတွေ့အမျိုးစိတ်ထဲမှာမဖြစ်သင့်ဘူးသူတစ်ပါးတစ်ဖက်သားတွေပျက်စီးသွားစေလိုတယ်ဆိုတဲ့အတွေ့အမျိုးစိတ်ထဲမှာမဖြစ်စေသင့်ဘူးလူတစ်ဖက်သားကိုညှင်းဆဲဖို့တပ်ဖြတ်ဖို့ဆိုတဲ့အတွေ့တွေမတွေးသင့်ဘူးတဲ့အဲ့ဒါစိတ်ထဲမှာကိုမဖြစ်သင့်ဘူးလို့ဆိုဖြစ်တဲ့နာကဘာလဲလို့ဆိုရင်အေးသူပိုင်တဲ့ပစ္စည်းသူ့ဘာသူချမ်းသာတာပိုင်ဆိုင်ပါစေဆိုတဲ့စိတ်ဓာတ်မျိုးအေးဒီလူတွေချမ်းသာဒုက္ခရပါစေဆိုတဲ့အတွေ့မျိုးသူတစ်ပါးကိုတဏှာညာတာတဲ့အတွေ့မျိုးအကျဉ်းနာရှိတဲ့အတွေ့မျိုးသာလည်းဖြစ်စေတဲ့တယ်ဒါလည်းသေဝိတ္တပနဲ့အသေဝိတ္တပလို့မြတ်စွာဘုရားဟောတယ်နောက်တစ်ခုမရှိတဲ့အမြင်နဲ့ရှိတဲ့အမြင်ပါလဲမရှိတဲ့အမြင်ကကံကံ၏အကျိုးကိုညှင်းကွယ်တဲ့အမြင်တွေဟာမရှိတဲ့အမြင်တစ်ခုပဲကံကံ၏အကျိုးကိုညှင်းကွယ်ပြီဆိုလို့ရှိရင်ဒါမရှိတဲ့ဘူးကံကံ၏အကျိုးကိုလက်ခံတဲ့အမြင်သာလဲရှိတဲ့အမြင်ကဲရှိတဲ့အမြင်ကဘာလဲလို့ဆိုလို့ရှိရင်အဋ္ဌိဒိဏံအဋ္ဌိယိဋ္ဌံအဋ္ဌိဟုတံလူမှုတမ်းမှုနဲ့ပတ်သက်လာလို့ရှိရင်ထိုလူမှုတမ်းမှုတွေဟာအကျိုးရှိတယ်လို့လက်ခံယုံကြည်တယ်လူချင်းတန်းချင်းတွေဟာအကျိုးရှိတယ်ဒါနကောင်းမှုရဲ့အကျိုးတရားရှိတယ်လက်ဆောင်ပဏ္ဏပေးခြင်းအကျိုးတရားရှိတယ်အကြီးကျယ်လူမှုတမ်းမှုရဲ့အကျိုးရှိတယ်လို့ကံကံဤကျိုးလက်ခံတယ်
Atti Tugata Dogatanan Kamanan Plan Wipako Kauna Lote Kudu Makauna Lomu Sore Agudu Ye Judiari Sura Shire Lekane Shire Look Miene Daga Mangane Mieno Kore or now the Kuga Atti a young logo Di Loga Sura Shire Atti Prologo Not Temelo Loga Sura Shire Di Loga They thought a bogu, Temlon Loga Sura Shide, Temlon Loga Mashide Bogu Redwelle, Dilu Loga Musura Shide look. Tandeama the Tandea yet Chipone Bugu Lekan. Now the Kuabaros, Ati Mata, Ati Pita, a May Pegu, Dima Bude, a Mimio. A May Pegu, Dima Bude, she did it. But she did the job. Mayene Amianjaro, Nati Mata, Nati Pita, Ame Sura Mashigu, Fesura Mashigu Sura, Ame Pegu, Dima Mabu Pura, no? Solo Yenga Balelo Soy, Ame Ape yet Jesu Diari Shide, Ame Pegu, Pusulo Drain, Gaunu Chanda Sure, Judia Shide, Ame Pegu Sogalo Shene, a Piesura Pietelo, Dilo Lekan Yonjida Mu Solo Day. Oh, now the Kuga Ati Tata Obabadika. They beat it now Tatuari, Jamcheta, Shide, or the Pagaro, Mashi Ulu Yene, to Ashide, do you say? Oh, now the Kuga Jaro. Di Loga, Tologa, Iloga, John. Loga Yidi, John, Gong on Dibido, hope your night to get Payasura, Loga Mashide, or Laka. In Yimbe Mu say Lekha Mu say Yimbe Mu say a mean see the Bogo, and Mesa Deti look call. Natika Deti look Salo Tonebo. Kangai Joe Yimbe, Eri Yimbe the Bogo Diaye, Temelo Loga, Peroma Koya took this one, Yapule. Di Yusa see the Bogo Diaha. Luguama, Di Yusa see so 2 year number 1 the Pengayeve. Kaya Dugadi to me out Nangu. Dajamolo, a nezo Mankane, you Satakushi will load Edadego, Lekan Yonji, Tama Deti, so that a mean Shibi solution, Tibogo, Kaya Dugadi out there. Tugu Natika, Yuarashi de Bogoa, Taka, Warana, Kaya Dugadi go, Yaunai mood, Kaya Dugadi go, Yaunai nebo. Dajamolo. Manotu Srai Tema Pare, Mesa Deti Sura, Era Pure. Who Takaya Deti to Barone Masaimu no. Takaya Deti to Barone Masaimu, Mesa Deti Sureniama, Dusarai Ayama Pare, Mesa Detiga, Paralelosi, Gangai Jo Yembe, Mesa Deti. Eri Hagama, Jisome, to Auchi, Bichi. Takaya Deti, Danan Shini Melu. A bang charge my jambo, Takaya Detiga, Memea Vulu da Dara, Kaya Dugadi Maya Vulu Madavu, Takaya Deti Danlane, Nabi Le Yaunai Jamabi Le Yaunai no? Hori Natika Deti lo corre, Kankai Jo, Yengue, Mesa Deti Shini, no Kaya Dugadi go Yapu. Tajaoda, Meshiden, Shiden, so. Yes, of ya, did you quecha with the hore? Era Pony do the Reha. Chi Comune Badaviro, Malodena, no moon Badaviro, Malodena, Lodena, say moon Badaviro, Lodena, Janena, Majanena, say Tema, Pita Badaviro, Dwedena, Madwedena Hasura, Dilu Harigo, Quegue Chaja, Tita Bide Kama, Malodena Rego, Shambiro, Lodena Rego, Lopo, Madama Yechi. Melodena Rego, Shang that net, Lodena Rego, Melopen name solution, no. Conyu Chana, Piva Yabu, Shibu. In Nausoma, but what the coup, Yala de Kama. A Bishi de Pawala, a Bimeshi de Pawala. But what the coup, Yala de Kama, G. Yes, of Yaga, Daga. Tandea Boane Patapira, Yin Hora, Poco Lemio. Poco Lemio Sorabale. Putu Senye, Toda Vanye, Takaraganye, Anaganye, Pawashi ni de Pokori, no? Eri Pawashi ni de Pokori ha.
ပုထုဇဉ်ဟာဒီတန်တရားဝတ်ကလွတ်အောင်မကြိုးစားသေးသမျှထိုပုထုဇဉ်ရဲ့တဏ္ဍာမှာအကုသိုလ်တွေတိုးပြီးတော့ကုသိုလ်တွေကအကုသိုလ်တွေပွားပြီးတော့ကုသိုလ်တွေကရောပါနေဥမှဖြစ်သည့်အတွက်ကြောင့်အဲ့ဒီဘဝမျိုးဟာမကောင်းဘူးလို့ပဲမြတ်စွာဘုရားဟောတယ်သောတာပန်ဖြစ်ပြီးတဲ့နောက်မှာလည်းပဲထို့တူပဲသောတာပန်မှာဘဝတဏှာတို့တဂရဂံမှာလည်းပဲဘဝတဏှာတို့အနာဂံမှာလည်းပဲဘဝတဏှာတို့ဆိုတာရှိနေသေးသည့်အတွက်ကြောင့်ဘဝတဏှာကိုအကြောင်းပြုပြီးတော့သူတို့မှာအကုသိုလ်တွေတိုးနေဥမှာပဲအကုသိုလ်တွေတိုးနေသည့်အတွက်ကြောင့်ပုရုဇဉ်ဘဝသောတာပန်ဘဝတဂရဂံဘဝအနာဂံဘဝတွေကိုမြတ်စွာဘုရားကအပြည့်အဝမချီးမွမ်းဘူးတဲ့မမီဝဲလိုက်တဲ့ဘဝတွေလို့ပဲဟောတယ်ဟောနောက်ဆုံးမိဝဲလိုက်တဲ့ဘဝဆိုတာဘယ်လိုဟာတော့လို့ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်၄မျိုးနဲ့ပဲကြည့်တယ်ပုထုဇဉ်ပဲဖြစ်ပေမဲ့လို့ဒီဘဝတရားတို့တရားမြတ်ရပြီးတော့နိဗ္ဗာန်ယဟန္တာဖြစ်မဲ့ပုထုဇဉ်ဟာရောမရှိနိုင်ဘူးလားရှိနိုင်တယ်ဒီဘဝမှာတရားတို့တရားမြတ်ရပြီးတော့ပစ္စည်းမဘဝိကနောက်ဆုံးဘဝမှာရောက်နေတဲ့ပုဂ္ဂိုလ်ရဲ့ဘဝကိုတော့မြတ်စွာဘုရားကဒါမိဝဲလိုက်တဲ့ဘဝလို့ဒီလိုပဲဟောတယ်သောတာပန်ဟာလည်းပဲသောတာပန်ဖြစ်ပြီးတော့ဒီဘဝမှာပဲအစဉ်စဉ်တက်ပြီးယဟန္တာဖြစ်ပြီးပြိဋိဘံစံမဲ့သောတာပန်မျိုးဟာသူ့ရဲ့ဘဝမျိုးဟာမိဝဲလိုက်တဲ့ဘဝလို့ပဲဟောတယ်တဂရဂံအနာဂံတို့ဟာလည်းပဲဒီဘဝမှာပဲတရားတို့တရားမြတ်တွေအစဉ်မြင့်ယဟန္တာဖြစ်ပြီးတော့ပြိဋိဘံစံမဲ့ဆိုလို့ရှိရင်ထိုပုဂ္ဂိုလ်ရဲ့ဘဝမိဝဲလိုက်တဲ့ဘဝလို့ပဲဒီလိုခွဲခြားပြီးတော့ဟောတော်မူတာဖြစ်ပါတယ်အေးဒါကြောင့်မလို့ဘုန်းကြီးတို့တွေဟာမြတ်စွာဘုရားနောက်ပိုင်းဟောလို့ရင်အချက်ကဘာလဲလို့ဆိုလို့ရှိရင်ဘဝတစ်ခုရရှိထားတဲ့ဘဝဟာအဆုံးသတ်ဘဝမဟုတ်သေးဘူးဆိုလို့ရှိရင်လက်မခံတဲ့ဘဝလို့ပဲပြောလို့တာနော်ဒီပရိသေရီနဲ့ဆိုပါစို့ကိလေသာနဲ့သေသွားပြီဆိုလို့ရှိရင်နောက်ထပ်ပရိသေရီလာအောင်မှာပဲလေသေချာနေကိလေသာရှိနေသေးတဲ့ပုဂ္ဂိုလ်တွေဟာသေဆုံးသွားလို့ရှိရင်နောက်ထပ်ဘဝတစ်ခုလာအဲ့ဒီရလာတဲ့ဘဝဟာဒုက္ခတွေပေးဥမှာကြည့်ပဲဘယ်ဘဝပဲဖြစ်ဖြစ်ဇာတိပေါ်လာတာနဲ့တပြိုင်တည်းဘာလာမလို့ဇရာလာမယ်ဗျာဒိတ်လာမယ်မရဏလာမယ်ဆိုတဲ့ဒီတန်တရားဒုက္ခတွေကမလွတ်သေးသမျှရလာတဲ့ဘဝတွေဟာချီးမွမ်းဖို့ဘဝမဟုတ်ဘူးတဲ့ဒါကြောင့်မို့သုတ်တန်တစ်ခုမှဆိုရင်မြတ်စွာဘုရားကဘဝဆိုတာဟာနည်းနည်းကလေးပဲဖြစ်စေတိုးတိုးကလေးပဲဖြစ်စေငါမချီးမွမ်းဘူးတဲ့ဘာနဲ့ဥပမာတူတော့ဆိုရင်အမတန်မှရွံ့ရှာဆက်စုပ်ဖွယ်ကောင်းတဲ့မစင်ဟာနည်းနည်းလေးလေနန္တာပဲများမှနန္တာမဟုတ်ဘူးတဲ့နည်းနည်းလေးလည်းမကောင်းဘူးဘဝဟာလည်းပဲတူတောင်းတဲ့ဘဝလေးပဲဖြစ်စေငါဘုရားမချီးမွမ်းဘူးဘာကြောင့်လို့ဘဝမှန်သမျှဒုက္ခနဲ့ကင်းတဲ့ဘဝရှိရလားမရှိဘူးဒါကြောင့်မို့ဒုက္ခခတ်သိမ်းချုပ်ငြိမ်းသွားတဲ့ဘဝကသာချီးမွမ်းပွဲအနေထားမျိုးရောက်တယ်လို့မြတ်စွာဘုရားကဒီသေဝိတ္တပအသေဝိတ္တပသေဝိတ္တပသေဝိတ္တပသုတ်မှာဟောကြားဆုံးမတော်မူခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့အနေနဲ့တို့ဘဝခရီးလျှောက်လန်းတဲ့အခါမှာဘယ်လိုဘဝမျိုးဟာဘဝခရီးကိုလျှောက်လန်းတဲ့အခါမှာတို့တွေလှုပ်တဲ့နာကဘာလဲမလှုပ်တဲ့နာကဘာလဲမိဝဲတဲ့နာကဘာလဲဘာကြောင့်မိဝဲတဲ့တယ်လဲဘာကြောင့်လှုပ်တဲ့တယ်လဲမလှုပ်တဲ့နာကရောဘာကြောင့်မလှုပ်တဲ့တယ်လဲလို့ကွဲကွဲပြားပြားသိပြီးတော့မလှုပ်တဲ့နာတွေကိုရှောင်လို့လှုပ်တဲ့နာတွေကိုဆောင်ခြင်းဖြစ်မိမိတို့ရဲ့ဘဝခရီးကအဆုံးသတ်ရာဖြစ်တဲ့တန်တိဒုက္ခဆိုတဲ့နိဗ္ဗာန်အငြိမ့်တက်ကိုကိုစီကိုငါရောက်ကြမှာဖြစ်တယ်ဆိုတာကိုယုံကြည်ဥထားပြီးတော့အားလုံးကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း